ကင်းနီပြည်နယ်မိုးပြဲမြို့ပြင်မှာအကြက်ဖက်စစ်တပ်စစ်ကြောင်းနဲ့ကာကင်းစခန်း3ခုကိုဒေါ်လာရင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်တပ်ဘက်ကတည်တဲ့သူတွေတော်များနေတဲ့အပြင်စစ်တုံးမတ်တအုပ်ကပါအရှင်ဖန်စီရမိထားသလိုလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိထားသေးတယ်လို့ဒေါ်လာရင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်တစ်ကရရှိထားတဲ့တပ်ပုံတွေထဲမှာလည်းတိုက်ပွဲတွေအတွင်းဒေါ်လာရင်းတပ်တွေအရှင်ဖန်စီရမိထားတဲ့စစ်တပ်ဘက်ကတပ်ဖွဲ့ဝင်တအုပ်ဟာမြေကြီးပေါ်မှာဒူးထောက်အဖမ်းခံထားရတာကိုအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့ဇွန်လ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲမိုးပြဲမြို့အတွင်းကနေမြို့ပြင်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုဒေါ်လာရင်းတပ်တွေကတိုက်ခိုက်ချေမှုန်းလိုက်ရုံနဲ့မကစစ်တပ်ရဲ့ကာကင်းစခန်း3ခုကိုပါတခါတည်းသိမ်းပိုက်လိုက်တယ်ဆိုပါတယ်အဲ့ဒီမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပေမဲ့ဒေါ်လာရင်းတပ်တွေကစစ်တပ်စစ်ကြောင်းနဲ့ကာကင်းစခန်း3ခုကိုသိမ်းပိုက်မှုဟာအောင်မြင်မြင်နဲ့ဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်ဘက်ကတေတဲ့သူတွေတော်တော်ကိုများသွားတဲ့အပြင်စစ်တုံးမတ်တအုပ်ကိုပါတော်လိုင်းတပ်တွေကအရှင်ဖန်စီရမိထားရုံနဲ့မကလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိထားသေးတယ်လို့ဒေါ်လာရင်းသတင်းအရင်းမြစ်ကရှင်းပြထားပါတယ်စစ်တပ်ဘက်ကတော့မြေပြင်တိုက်ပွဲတိုင်းမှာတေတဲ့သူတွေများနေတာဟာထုံးစံလိုဖြစ်နေပြီးအခုတိုက်ပွဲထဲမှာလည်းစစ်တပ်ဘက်ကတေတဲ့သူတွေထဲမှာ PNO တပ်သားတွေနဲ့စစ်မှုထမ်းတပ်သားအသစ်တွေအများစုပါဝင်နေတယ်လို့သူကဆက်ပြီးရှင်းပြထားပါတယ်လက်ရှိမိုးပြဲမြို့နယ်ရဲ့အခြေအနေကမြို့ပေါ်မှာပဲစစ်တပ်ကတပ်ဆွဲထားနိုင်ပြီးမြို့ပြင်မှာတော့တော်လိုင်းတပ်တွေရှိနေတဲ့အတွက်သူတို့စစ်တပ်ကမြို့တဲကနေမြို့ပြင်ကိုစစ်ကြောင်းထိုးလာတိုင်းသူတို့ရဲ့စစ်ကြောင်းတွေတာစစ်ကြောင်းလိုက်ပြုတ်မထွက်ရုံတမဲအထိနာပြီးမြို့တဲကိုပြန်ဆုတ်သွားလိုက်အင်အားဖြည့်ပြီးပြန်ထွက်လာလိုက်လုပ်နေတာဖြစ်တယ်လို့လည်းတော်လိုင်းသတင်းအရင်းမြစ်ကရှင်းပြထားပါတယ်ခင်ဗျာ